တပတ်အတွင်း4ချိန်လောက်ပေါက်ချင် 2D Agent YouTube channel ကိုအားပေးကြပါရှေ့တစ်ပတ်မှာဆိုရင်တော့ Agent YouTube channel ဆိုရင်တပတ်အတွင်း4ချိန်အမှာကလည်းအောင်ခဲ့ပြီးတော့ဆရာရဲ့တပတ်စာကဏ္ဍအလုံးလည်းအောင်ခဲ့ပြီးတော့တပတ်အတွင်း8ချိန်လောက်ထိဆရာမှန်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဆရာဘယ်လိုမှန်ခဲ့တယ်ဆိုတာကိုတော့ပြောပြပေးပါမယ် 2D Agent YouTube channel ကိုအားပေးကြတဲ့လူဟောင်းအကူမတွေရောလူတစ်အကူမတွေရောဘေးနားမှာစောက်လေးချထားပြီးတော့ပေးရတဲ့ကဏ္ဍလေးတွေကိုတိကျရစ်မှတ်ပြီးတော့လိုက်ပြီးတော့ကစားကြည့်ကြပါအားလုံးအဆင်ပြေကြမှာပါရှေ့တစ်ပတ်မှာဆိုရင်တော့ဆရာ Agent ရဲ့ပေးတဲ့ကဏ္ဍတွေကိုလိုက်ထိုးတဲ့အကူမတွေဆိုရင်တော့အဆင်ပြေကြမှာပါဒီတစ်ပတ်မှာလည်းဆရာ channel ကိုအားပေးတဲ့အကူမတွေအနေနဲ့ကြိုက်လို့မိုက်ချင်ထိုးလို့ရအောင်ဆရာတိကျကဏ္ဍလေးရွေးပြီးတော့ထုတ်ပေးထားပါတယ်ဒါကြောင့်မလို့ဆရာရဲ့ channel ကိုလက်မလေးတွေနှိပ်ထားပြီးတော့ဗီဒီယိုကိုအစားဆုံးကြည့်ပြီးတော့အားပေးကြပါ 2D Agent YouTube channel ကဆိုရင်ဟူးမှုကျော်စာလို့ပတ်တည်ရတစ်ချိန်တပတ်အတွင်းမပြောပတ်တည်ရတစ်ချိန်တပတ်အတွင်းမွေးကနန်းတစ်ချိန်တပတ်စာနေ့တိုင်းလေးလုံးအခွေရတစ်ချိန်ဆိုပြီးတော့ဆရာတပတ်အတွင်း၄ချိန်အမှာပေါအောင်တွတ်ထုတ်ပေးထားပါတယ်အဲ့ဒါအပြင်ဟိုမှာဆရာအနေနဲ့ဘိုင်ဘရိတ်ရယ်တပတ်စာလေးလုံးခွေရယ်ဝမ်းချင်း၅ခွေဆိုပြီးတော့ဆရာတွက်ပြီးတော့ထုတ်ပေးထားပါတယ်ဒါကြောင့်မလို့အားပေးတဲ့ကူမတွေအနေနဲ့ဆရာပေးတဲ့ကဏ္ဍလေးရစ်မှတ်ပြီးတော့တေချာယုံကြည်နဲ့လိုက်ပြီးတော့ထိုးကြပါ29ရက်4လ2026မှ29ရက်4လ2026ထိဆရာရဲ့ဟူးမှုကျော်ပတ်တည်ရ4ပတ်တီးဖြစ်ပါတယ်ဒီ4ပတ်တီးရလည်းတော်တော်လေးကိုကောင်းပါတယ်အရင်တစ်ပတ်ကတော့ဆရာ6ပတ်တီးပေးခဲ့တာအောင်ခဲ့ပါတယ်ဆရာရဲ့တပတ်အတွင်းမပြောပတ်တီးကိုပြောပြပေးပါမယ်ဆရာရဲ့ဒီတစ်ပတ်ရဲ့တပတ်အတွင်းမပြောပတ်တီးရတော့ဆရာတို့3ပတ်တီးဖြစ်ပါတယ်3ပတ်တီးရတယ်တော်တော်လေးကိုကောင်းပါတယ်ဆရာတို့တပတ်အတွင်းမွေးကနန်း12ခွက်ကိုပြောပြပေးပါမယ်အားပေးတဲ့ကူမတွေအနေနဲ့လက်မလေးနှိပ်ပြီးတော့အားပေးကြပါ channel ကို subscribe မနှိပ်ရသေးရင် subscribe နှိပ်ထားပြီးတော့လက်မဘေးကခေါင်းလောင်းလေးတွေကိုနှိပ်ထားပေးကြပါဆရာရဲ့ဗီဒီယိုအစားဆုံးလိုက်ပြီးတော့ကြည့်ပေးကြပါဆရာတို့မိနစ်တင်တဲ့အခါမှာ10မိနစ်လောက်ပြည့်ရတာဖြစ်တဲ့တော့ကိုအချိန်လေးတွေကြာသွားရင်နည်းနည်းလေးတိခံပြီးတော့ကြည့်ပေးကြပါ40 80 33 81 3ညနှလုံး69 34 58 16 89 92 25ဖြစ်ပါတယ်ဆရာအခုဖော်ပြပေးတဲ့မူကနန်း12ခွက်ကလည်းတစ်ခွက်ထပ်မှသိကြပါတယ်ရှင်းတစ်ပါးလည်းဆရာပြရခဲ့တဲ့အတိုင်းပဲဆရာရဲ့မူကနန်း12ခွက်ကလည်းတစ်ခွက်အောင်ခဲ့ပါတယ်တစ်ခါလေးဆိုရင်တော့2ခွက်3ခွက်ထွက်တတ်ပါတယ်ဆရာကတော့အချိန်နဲ့ယူတာဆိုတော့တစ်ချိန်ထွက်တာနဲ့ရပါပြီဒီခုကမှတော့ဆရာရဲ့ဘိုင်ဘရိတ်လေးကတော့ခွန်ဘိုင်ခွန်ဘရိတ်ဖြစ်ပါတယ်ခွန်ဘရိတ်လေးကလည်းတော်တော်လေးကောင်းသလိုခွန်ဘိုင်ကလည်းတော်တော်လေးကိုကောင်းပါတယ်ရင်ဘက်ကတော့ဆရာ6ဘိုင်ပေးခဲ့တာအောင်ခဲ့ပါတယ်တပတ်အတွင်း၄လုံးအခွေ2ခွေကိုပြောပြပေးပါမယ်6ခွန်8 9အာအခွေနဲ့2ခွန်4 9အာအခွေဖြစ်ပါတယ်ရှေ့တစ်ပတ်ကတော့ဒီ၄လုံးအခွေ2ခွေရ2ခွေစလုံးအောင်ပါတယ်ဒီဘက်လည်းအောင်ပါပါတပတ်အတွင်းဝမ်းချင်း5ခုကိုပြောပြပေးပါမယ်2ခွန်ဝမ်းချင်း4နှစ်ဝမ်းချင်း9ခွန်ဝမ်းချင်း8 4ဝမ်းချင်း3 1ဝမ်းချင်းဖြစ်ပါတယ်ဆရာအခုဖော်ပြပေးတဲ့ဝမ်းချင်း5ခုဆိုတာတပတ်အတွင်းလို့ဆရာပြောပေမဲ့ဘုဒ္ဓဦးမကျော်ပဲနဲ့ကုန်တာများပါတယ်ဆရာတော့ဒီဝမ်းချင်း5ခုကိုတပတ်စာတွက်ပြီးတော့ထုတ်ထားတာဖြစ်ပါတယ်တင်းလာအင်္ဂါဘုဒ္ဓဦးဆိုပြီးတော့စီပြီးတော့ထုတ်ပေးတာမဟုတ်ပါဘူးအားပေးတဲ့ကောင်မတွေနဲ့ကိုစင်ပြာဝမ်းချင်းတစ်ခုကိုယူပြီးတော့သုံးလို့ရပါတယ်ဥပမာပတ်တီးသမားတွေဆိုရင်လည်းကပတ်တီးအနေနဲ့ပတ်လို့ရပါတယ်တွက်တဲ့ကောင်မတွေဆိုရင်လည်းဝမ်းချင်းလေးတွေကင်ပြီးတော့ကစားလို့ရပါတယ်
ဒီဝမ်းချင်း၅ခုစလုံးကလည်းဗုဒ္ဓဘုံကျော်ပဲနဲ့ကုန်းတာများပါတယ်အပတ်တိုင်းတော့လည်းအောင်နေတာပါပဲတပတ်စာနေ့တိုင်းလေးလုံးအခွေလေးကိုပြပြပေးပါမယ်ဆရာတို့တနင်္လာနေ့မှာ1238အခွေကိုမနက်ညခွေပြီးတော့ထိုးရမှာဖြစ်ပါတယ်မနက်ပိုင်းမှာ1238လို့ခွေထိုးပြီးတော့ညနေပိုင်းမှာလည်း1238ကိုခွေပြီးတော့ထိုးရမှာဖြစ်ပါတယ်ဆရာပြောပြပေးတဲ့လေးလုံးခွေလေးကခဏနဲ့ရဆိုပေမဲ့ထိုးပြောပါတယ်အင်္ဂါနေ့မှာတော့3496ကိုခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်မနက်ပိုင်းမှာ3496ခွေထိုးပြီးတော့ညနေပိုင်းမှာ3496ကိုခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်ဗုဒ္ဓဘူးနေ့မှာတော့ဆရာတို့3459ခွန်ခွေထိုးအောင်ဖြစ်ပါတယ်သတ္တပတိနေ့မှာတော့မနက်ည1608ကိုခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်တောက်ကြနေ့မှာတော့246ခွန်ဟိုမနက်ညခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်ဆရာပြပြပေးတဲ့ဒီလေးလုံးအခွေလေးကလည်းတော်တော်လေးကိုကောင်းပါတယ်အဝေးတဲ့အကူမတွေအနေနဲ့အပူကထည့်ပြီးတော့ထိုးနိုင်တော့တခါတည်းအပူကထည့်ပြီးတော့ထိုးကြပါဒီလေးလုံးခွေလေးကဆရာတို့ကဏ္ဍနည်းနည်းလေးနဲ့အမြင်မရအောင်ထိုးလို့ရပါတယ်ရှေ့တစ်ဘက်မှာတော့ဆရာရဲ့ဒီလေးလုံးခွေလေးကကြာတာပတိနေ့မနက်မှာ1608အခွေရဆရာတို့1ခွန်ဆိုပြီးတော့ဆရာတို့ကြာတာပတိမနက်မှာအောင်ခဲ့ပါတယ်ဒါကြောင့်မလို့ဒီအပတ်မှာလည်းတော့တစ်ချိန်တော့ထွက်မှသေးကြပါတယ်ဆရာရဲ့ channel ကတပတ်အတွင်း၄ချိန်မှာဆိုပြီးတော့ဆရာပေါအောင်ဒီချာလေးကိုတွက်ပြီးတော့ထုတ်ပေးထားပါတယ်ရှေ့တစ်ပတ်ကတော့ဆရာရဲ့ခုခုကျော်ဇာတို့ပတ်တီက6ပတ်တီပေးခဲ့တာဆရာတို့အင်္ဂါနေ့မနက်မှာ6ခွန်ဆိုပြီးတော့အောင်ခဲ့ပါတယ်ဆရာရဲ့တပတ်အတွင်းမပြောပတ်တီကလည်းဆရာတို့10ပတ်တီပေးခဲ့တာဆရာတို့နော်ဘိုလ်ဦးနေ့မှာ84ဆိုပြီးတော့အောင်ခဲ့ပါတယ်ဆရာရဲ့တပတ်အတွင်းမွေးကန်း12ခွက်ကလည်း9တက်ကအောင်ခဲ့ပါတယ်ဆရာအရင်တော့ဆိုရင်ဆရာရဲ့ဒီ12ခွက်ဆိုတာဆရာတို့ဒဲမွေး12ခွက်ဆိုပြီးတော့ဆရာပေးတာများပါတယ်အခုနောက်ပိုင်းမှာအာပြီးတော့ထွက်လာလို့ဆရာမွေးကန်းဆိုပြီးတော့ပေးတာများပါတယ်သူကတော့ထွက်လို့ရှိရင်တော့ဒဲထွက်တာများပါတယ်ဒီမှာဆိုလဲဆရာတို့9တက်ဆိုပြီးတော့ဒဲပြီးထွက်တာများပါတယ်ရှေ့ဘက်မှာဆိုရင်တော့ဆရာပေးတဲ့ခဏန်းလေးရေးမှတ်ပြီးတော့အားပေးတဲ့ကိုမလေးဆိုရင်တော့တော်တော်လေးကိုအဆင်ပြေကြမှာပါဆရာရဲ့6ဘိုင်6လေးကဆရာတို့6ဘိုင်ကအောင်ခဲ့ပါတယ်ဆရာရဲ့တပတ်အတွင်းလေးလုံးငွေဖြစ်တဲ့ခွေ2ခွေရတယ်ဆရာတို့35အောင်ခဲ့ပြီးတော့ဒုတိယခွေရလဲဆရာတို့84ဆိုပြီးတော့အောင်ခဲ့ပါတယ်ပြီးတော့ဆရာရဲ့တပတ်အတွင်းဝမ်းချင်း5ခုစလုံးကလည်းအောင်ခဲ့ပါတယ်ဒါကြောင့်မလို့ရှေ့ဘက်မှာဆိုရင်တော့ဆရာရဲ့ channel ကိုအားပေးတဲ့ကိုမတွေဆိုရင်တော့တော်တော်လေးကိုအဆင်ပြေကြမှာပါဒီတစ်ပတ်မှာလည်းဆရာရဲ့တစ်ပတ်စာကတ်ဖြစ်တဲ့ဇာတို့ပတ်တီတွေရောမြောက်ပတ်တီတွေရောမွေးကနန်းတွေရောဆရာတို့လေးတိုင်လေးလုံးခွေဘိုင်ပရိတ်ရဝမ်းချင်းရဆိုပြီးတော့နော်အဲ့ဒါပြင်မှာဆရာလေးလုံးခွေဆိုပြီးတော့ဆရာတစ်ပတ်စာကတ်ထုတ်ပေးတာဖြစ်ပါတယ်ဆရာပေးတဲ့ကတ်ကိုဒီချာလေးရေးမှတ်ပြီးတော့ကစားကြည့်ကြပါအားလုံးအဆင်ပြေကြမှာပါဆရာတော့တစ်ပတ်အတွင်းနော်၄ချိန်အမှာပေါအောင်ဆိုပြီးတော့ထွက်ပြီးတော့ထုတ်ပေးတာဖြစ်ပါတယ်အားလုံးပဲဆရာရဲ့ channel ကိုအားပေးတဲ့ကိုမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာရဲ့ channel ကိုအားပေးကြတဲ့လူသစ်အကိုမတွေရောလူကောင်းအကိုမတွေရောလက်မလေးတွေနှိပ်ပြီးတော့အားပေးကြပါဆရာရဲ့ channel ကိုအားပေးပြီးတော့ဗီဒီယိုအစားဆုံးကြည့်ပေးတဲ့အကိုမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဘက်မှာလည်းဆရာပေးတဲ့ကဏ္ဍလေးလိုက်ထိုးပြီးတော့အမြင်မဲ့အားကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်